ဟုတ်ကဲ့ကျွန်တော်အခုဒီ mail လေးကို reply ပြန်ပေးမယ်ဆရာတဲ့ LK ပါတဲ့ဟာနဲ့တင်ပို့လွှဲတာလားတဲ့ဟုတ်ကဲ့ကျွန်တော် LK ပါခြင်းမပါခြင်းတွေကကျွန်တော်တို့ကတာတင်ရတာလွယ်တာခက်တာလည်းမဆိုင်ပါဘူးကျွန်တော် LK ပါတယ်ဆိုတော့ကိုကတာရဲ့ထိမ့်သိမ့်မှုကတာရဲ့ရေရှည်ခံမှုပေါ်ကိုမူတည်ပါတယ်ကတာတီးတက်ရှင်မတက်ရှင်တဲ့မဆိုင်ပါဘူးဒီကတာတီးတက်ဖို့ကကျတို့ကိုယ်တိုင်ကိုကြညီလေးတို့ကိုယ်တိုင်ကိုကြတီးမှလေ့ကျင့်မှအချိန်ပေးလေ့ကျင့်မှဒါကတာတီးတက်တော့မှာပါနော်ဆရာတို့ဆရာတွေကောင်းတိုင်းလေကတာတီးကိုတိုက်ကတာမတီးဘူးဆိုရင်မတက်ပါဘူးเนาะဆိုတော့ကီးပါခြင်းမပါခြင်းကကတာတီးတာနဲ့မဆိုင်ပါဘူးကတာတီးတက်ဖို့တက်ကကိုတိုင်းလေ့ကျင့်ရမယ်ကိုတိုင်းကတာနဲ့အနည်းဆုံးမှာထားရမယ်ကတာတခြားလူကတခြားဖြစ်နေရင်လေကျွန်တော်တို့သွားယူရပါပြင်းတာနဲ့ပါနဲ့ဂျာတော့မတီးပြတော့ပါဘူးเนาะကျတော့ကတာတီးတက်ဖို့ကနံပါတ်1ကပါတော့ရေးကြည့်တာပါတော့ကတာနဲ့အနည်းဆုံးကကတာဒီကိုတဲ့လက်လန်းမိရဲ့နေရာမှာရှိရမယ်အဲ့ဒါဆိုအချိန်မီကျွန်တော်တို့အကွက်ကောက်ယူပြီးတော့ကျွန်တော်တို့တီးလို့ရပါတယ်เนาะကျွန်တော်အဲ့ကီပါတဲ့ဟာနဲ့တင်ရင်ကတာတီးလွယ်လားဆိုတော့မလွယ်ပါဘူးညီလေးမဆိုင်ပါဘူးเนาะโอเคကျွန်တော်အတန်ဝင်နေတဲ့အတွက်ကျွန်တော်အတန်လေးကိုတော့သိခဲ့ပြီပါကျေးဇူးတင်ပါတယ်